အားလုံးမင်္ဂလာပါခင်ဗျာဒါရပိုင်နေပေးတာကြိုးဆိုပါရစေကျွန်တော်ဒီတစ်ခေါက်ပြဝေပေးသွားခြင်းတဲ့အကြောင်းအရာတွေကခြေနဲ့ပတ်သက်ပြီးတော့မှဖြစ်လေဖြစ်တာရှိတဲ့ပြဿနာအကြောင်းတွေရဲ့ပြီးတော့အခြေနဲ့ပတ်သက်လို့ပြဿနာတွေကြုံလာမယ်ဆိုရင်ဘယ်လိုမျိုးဖြေရှင်းရမလဲပြီးတော့ဘယ်လိုရတရားလေးတွေလှုပ်ဆောင်သင့်လဲဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်မျှဝေပေးသွားခြင်းတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောသွားမယ့်ဗီဒီယိုလေးထဲမှာကိုယ့်ရဲ့ချစ်သူရည်သားနဲ့ကိုယ်နဲ့အရှာအစစ်မပြေရများနေမယ်ဆိုလှုပ်လို့ရမယ့်ရတရားလေးတွေပါတယ်အဲ့လိုနှစ်ယောက်သားအကြားမှာဖြစ်လေဖြစ်တာရှိတဲ့ပြဿနာလေးတွေကိုလည်းကျွန်တော်ထည့်ပြီးတော့မှပြောပြပေးသွားမယ်ကျွန်တော်အဓိကပြောပြသွားခြင်းတဲ့အကြောင်းအရာကတော့ချစ်သူရည်သားတွေအစစ်မပြေတိုင်းများနေမယ်ပြဿနာတွေများနေမယ်ရန်များနေမယ်ခက်ခဲတွေများနေမယ်ဆိုရင်လက်ရှိမိမိကြုံနေရတဲ့ပြဿနာစစ်မပြေတာခက်ခဲလေးတွေပပျောက်စီဖို့အတွက်လောက်ရမယ့်ရတရားလေးတွေကိုတော့အဓိကထားပြီးတော့မှပြောပြချင်တာဖြစ်ပါတယ်ဆိုတော့ရတရားအကြောင်းကိုမပြောခင်ကျွန်တော်အခြေနဲ့ပတ်သက်တဲ့ပြဿနာလေးတွေအကြောင်းအရင်ဆုံးပြောပါမယ်အခြေနဲ့ပတ်သက်ပြီးတော့မှလူငယ်လူရွယ်တွေအကြားမှာကြုံရတဲ့ပြဿနာ၃ချက်ရှိပါတယ်နံပါတ်1ကတော့ဘေးလူကြလူဝင်တဲ့ပြဿနာပါဘေးလူကြလူဝင်နေဆိုတဲ့အတိုင်းတာမှာတစ်ချက်နှစ်ယောက်ချစ်သူရည်သားနှစ်ယောက်သားအကြားကိုတစုံတစ်ယောက်ဝင်ရောက်လာခဲ့လို့အစစ်မပြေဖြစ်တာမျိုးတွေလည်းဖြစ်တတ်တယ်လို့မျိုးချစ်သူရည်သားနှစ်ယောက်သားအကြားမှာမိသားစုနောက်ဆက်ရှိလို့နှစ်ယောက်သားအစစ်မပြေတာမျိုးတွေများတဲ့ဆိုတဲ့သဘောတရားလေးပါဝင်နေတာဖြစ်ပါတယ်ဒီတော့ကြောင့်ဘေးလူကြလူလို့ပြောလိုက်ပြီးဆိုရင်တစုံတစ်ယောက်တပ်ပါဆန်းဆိုတာမျိုးတွေမဟုတ်ဘဲနဲ့မိသားစုအနောက်ဆက်ဒီမှာပါရှိတယ်ဆိုတဲ့အကြောင်းကိုတော့တစ်ချက်နားလည်ရမှာဖြစ်ပါတယ်ဆိုတော့ဘေးလူကြလူဝင်တဲ့ပြဿနာကဘယ်လောက်ထိဆိုးွားလဲဆိုတော့နှစ်ယောက်သားကြားထဲမှာဒီချစ်သူရည်သားနှစ်ယောက်သားအကြားပေါ့နော်တစုံတစ်ယောက်ကသစ္စာဖောက်ပြီးတော့မှတခြားတစုံတစ်ယောက်ကိုတန်ရုံးနဲ့ရှိတော်တာမျိုးမေတ္တာရှိတော်တာမျိုးစသဖြင့်ဒီလိုကိစ္စမျိုးတွေလည်းဖြစ်တတ်တယ်လို့မျိုးနှစ်ယောက်သားကြားထဲကိုတစ်ယောက်ကအတင်းဝင်တိုးလာပြီးတော့မှအစ်မပြိုင်လို့မျိုးတွေလည်းများတာမျိုးတွေလည်းဖြစ်တတ်တယ်ဒါအပြင်အတိတ်ကဖြစ်ခဲ့တဲ့ချစ်သူရည်သားဟောင်းEHD ပြန်ပေါ်လာပြီးတော့မှနှစ်ယောက်သားကြားပြဿနာပြန်ပေါ်လာမျိုးတွေပါဖြစ်တတ်တယ်ပေါ့ဗျာဥပမာနင်းရဲ့ EH ကဘယ်လိုမျိုးဘာဖြစ်တယ်ညာဖြစ်တယ်ဘာညာပေါ့ဗျာတယ်မလားကိုယ့်ချစ်သူရည်သားကအရင်ကတွဲခဲ့တဲ့သူပဲပြန်တတိယနေရာမျိုးတွေပဲဖြစ်ဒီလိုသဘောတရားများသောဖြစ်တတ်တယ်ဆိုတော့အချင်းမှာတတိယလူပေါ်တယ်ဆိုတဲ့ကိစ္စကတော်တော်လေးကိုပြဿနာများဖြစ်ပါတယ်ဒီလိုကြောင့်နံပါတ်1ပြဿနာအနေနဲ့ကတော့ဘေးလူကြလို့အနှောက်အယှက်ကြောင့်ဒါအခြေနဲ့ပတ်သက်အစစ်မပြမျိုးတွေဖြစ်တတ်တာအများဆုံးဖြစ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့စိတ်အပြောင်းလဲဖြစ်တာပါစိတ်အပြောင်းလဲဖြစ်တာဆိုတာကကိုနဲ့သူနဲ့ကတန်ရုံးနဲ့ရှိတယ်မြစ်တာရှိတယ်ကိုနဲ့သူနဲ့တန်ရုံးနဲ့ရှိနေတာကိုလည်းနှစ်ယောက်စလုံးကသိသူကျမကိုတကယ်ချစ်တာကိုတော့ကျမခံစားမိတယ်ကျမရဲ့ကောင်လေးကကျမကိုတကယ်တန်ရုံးနဲ့ရှိတာကိုကျမစိတ်ထဲမှာခံစားမိတယ်ဒါပေမဲ့ဆရာကြီးသူကအခုလက်ရှိပြောင်းလဲသွားတယ်စသဖြင့်အဲ့လိုမျိုးဖြစ်တဲ့ပြဿနာပါဆိုတော့ကောင်လေးနဲ့ကိုနဲ့အကြားကိုနဲ့ကိုရဲ့ချစ်သူကြီးသားအကြားနှစ်ယောက်သားကြားမှာတန်ရုံးနဲ့တွေပေါ့သွားပြီးတော့မှကိုယ့်ရဲ့ချစ်သူရည်သားစိတ်ကအပြောင်းလဲဖြစ်သွားတယ်ဆိုတဲ့သဘောတရားလေးပေါ့ဆိုတော့ကိုယ့်ဘက်မှာစိတ်မရှိတော့ဘဲနဲ့ကိုယ့်ဘက်မှာအချစ်တွေပေါ့ပြီးတော့တခြားတွေဘက်မှာစိတ်တွေပိုရောက်တော့တာမျိုးတွေသူ့ရဲ့အလုပ်တွေသို့မဟုတ်မိသားစုကိစ္စတွေစသဖြင့်ဒါတွေကိုပို့ပြီးတော့မှဦးစားပေးနေတာမျိုးဖြစ်တတ်တယ်ဆိုတော့နံပါတ်2ပြဿနာလေးတွေကတော့စိတ်အပြောင်းလဲဖြစ်တတ်တဲ့ပြဿနာလို့သတ်မှတ်ရမှာဖြစ်တယ်နံပါတ်3အနေနဲ့ကတော့ပြင်ပပြဿနာတွေမဟုတ်ဘဲနဲ့ကျွန်တော်ရှေ့ပြောသွားတဲ့နံပါတ်1နဲ့နံပါတ်2အချက်တွေမဟုတ်ဘဲနဲ့နှစ်ယောက်သားကြားထဲမှာဖြစ်တဲ့ဖြစ်တတ်ရှိတယ်စကားများတာမျိုးရန်များတာမျိုးပြဿနာများတာမျိုးစသဖြင့်ဒီလိုဖြစ်တဲ့ပြဿနာပါဆိုတော့အချက်3ချက်ရှိပါတယ်ဘေးလို့ကြလို့နောက်ချက်ပေးတာစိတ်အပြောင်းလဲဖြစ်သွားတာနှစ်ယောက်သားကြားမှာပြဿနာဖြစ်တာပေါ့နော်ဆိုတော့ဒီအချက်3ချက်ကအခြေနဲ့ပတ်သက်ရင်ဖြစ်ဖြစ်တာရှိတဲ့ပြဿနာအများဆုံးနှစ်ယောက်သားကြားထဲမှာပြဿနာတွေဖြစ်တိုင်းကြီးအများဆုံးရှိတဲ့အချက်3ချက်ဖြစ်ပါတယ်ဆိုတော့ဒီအချက်3ချက်တွေကြုံနေရပြီဆိုတာနဲ့ကျွန်တော်အခုလက်ရှိပြပြပေးသွားမယ့်ရတရားလေးတွေကိုတေချာလေးလိုက်ပြီးတော့မှလုပ်ပေးစေချင်ပါတယ်ဆိုတော့ရတရားလေးလိုက်လုပ်ပြီးဆိုတော့ဘာတွေဖြစ်လာမလဲဆိုတော့ဆက်သွယ်ပြက်နေဆက်သွယ်ပြက်ရလာမယ်ကိုယ့်ရဲ့ကောင်းတဲ့ကိုယ့်ဘက်မှာစိတ်ဆိုးနေတယ်ကိုယ့်ရဲ့ချစ်သူရည်သားကိုယ့်ဘက်မှာတန်ရုံးနဲ့ပေါ့နေတာမျိုးစိတ်ပေါ့နေတာမျိုးဖြစ်နေမယ်ဆိုရင်ကိုယ့်ဘက်မှာပို့ပြီးတော့မှအရင်အထက်ဆိုင်တက်တက်လို့ပြန်ဖြစ်လာစေမယ်ကိုမကိုဖြစ်စေမယ်စသဖြင့်ကိုယ့်အတွက်အခြေနဲ့ပတ်သက်လို့အစစ်မပြေရလေးတွေပြန်ပြီးတော့မှပပျောက်သွားစေမယ်ရတရားလေးတွေဖြစ်တယ်ဆိုတော့ကိုယ့်အတွက်ကောင်းကျိုးလေးတွေများစွာရရှိစေမယ်ရတရားလေးပါပထမဆုံးအနေနဲ့ရတရားမလုပ်ခင်ကိုယ့်ရဲ့အခြေအနေကိုအရင်ဆုံးပြန်သုံးသပ်ပါဘေးလူကြလို့နောက်ဆက်ပေးလို့ပြဿနာများလားသို့မဟုတ်နှစ်ယောက်သားစိတ်ဆိုးစိတ်ကောက်ဖြစ်လို့ပြဿနာများလားနှစ်ယောက်သားအကြားကိုယ့်ရဲ့ချစ်သူကြီးသားကိုယ့်ပေါ်မှာတန်ရုံးတင်ပေါ့နေလို့ပြဿနာများလားဆိုတော့ဒီအချက်လေးတွေကိုတခြားလေးပြန်ပြီးမှသုံးသပ်ပေးပါပြဿနာကအရင်ကြီးမဆိုးဝါးနေဘူးပြဿနာတိတိမမွားလေးပဲပုံမှန်ဖြစ်တာရှိတဲ့ပြဿနာပဲဒါကျွန်တော်ရှေ့ပြောသွားတဲ့အကြောင်းရင်း၃ချက်နဲ့သက်ဆိုင်တဲ့ပြဿနာပဲဆိုရင်တော့ကျွန်တော်အခုပြပြပြီးသွားမယ့်ရတရားလေးတွေကိုတခြားလေးလိုက်လုပ်ပေးပါโอเคရတရားလေးစပြောမယ်နံပါတ်1ရတရားအနေနဲ့ကတော့ပေတံလေးတစ်ချောင်းပေါ်မှာကိုယ့်ရဲ့ချစ်သူကြီးသားရဲ့နာမည်မူသက်ကနေနေနံကိုရေးကိုယ့်ရဲ့နာမည်မူသက်ကနေနေနံကိုရေးဆိုတော့နှစ်ယောက်သားချစ်သူကြီးသားနှစ်ယောက်စလုံးရဲ့နာမည်မူသက်ကနေနေနံဒါတွေကိုရေးပါရေးပြီးတော့မှခေါင်းအောင်မှာထားပြီးတော့မှအိပ်ပြီးတော့ဆူတောင်းပေးရမှာဖြစ်ပါတယ်ဆိုတော့ကိုရန်ရတရားလေးစလုပ်ဖို့အတွက်ဆိုရင်ပေတံလေးတစ်ချောင်းဝင်ပေတံတော့အသစ်လေးဖြစ်ဖို့လိုအပ်မယ်ကိုယ့်ရဲ့နာမည်မူသက်ကနေနေနံကိုယ့်ရဲ့ချစ်သူကြီးသားနာမည်မူသက်ကနေနေနံရေးပြီးတော့ခေါင်းအောင်မှာထားအိပ်ပါပြီးတော့ကိုယ့်ရဲ့ချစ်သူကြီးသားပြန်အဆင်ပြေစေဖို့အတွက်ဆက်သွယ်ပြတ်နေလဲဒါဆက်သွယ်တွေပါပြန်ရစေဖို့အတွက်ဒါလေးတစ်ချက်ဆူတောင်းပေးပါနံပါတ်2ရတရားအနေနဲ့ကတော့ဗရောက်ရွက်ဆိုတာကဒီဗရောက်ပန်းပင်ရဲ့အရွက်ပေါ့နော်ဗရောက်ရွက်ပေါ့နော်ဗရောက်ရွက်လေးတစ်ရွက်ပေါ်မှာကိုယ့်ချစ်သူကြီးသားနာမည်အပေါင်းလေးခံကိုယ့်ရဲ့နာမည်မျိုးသက်ကနေနေရေးပြီးပါရေးပြီးတာနဲ့ကိုယ့်ရဲ့အိတ်တဲ့ခေါင်းအောင်မထားအိပ်ပါပြီးရင်ညာခင်းအိတ်တဲ့အခါမှာခေါင်းလေးကိုလက်လေးနဲ့ပုတ်ပြီးတော့မှသူ့ရဲ့စိတ်ထဲမှာကိုရောက်ရှိနေပါသေးပေါ့နော်သူကိုပြန်ပြီးတော့မှဆက်သွယ်လာပါသေးပေါ့သူ့ရဲ့စိတ်ထဲမှာကိုရှိနေပါသေးဆိုတဲ့အကြောင်းဆူတောင်းပြီးတော့မှညာအိပ်ပေးပါဒါရတရားနံပါတ်2ပါရတရားနံပါတ်3အနေနဲ့ကတော့စာရွက်တစ်ရွက်ပေါ်မှာကိုယ့်ရဲ့ချစ်သူကြီးသားနာမည်မျိုးသက်ကနေနေကိုရေးပြီးရင်ကိုပြန်လာပြီးတော့မှဆက်သွယ်ပါသေးဆိုစာရေးပြီးရင်စာအိတ်လေးတွေကိုထည့်ပြီးကိုယ့်ရဲ့ခေါင်းအောင်မထားပြီးတော့မှအိပ်ပြီးတော့မှဆူတောင်းဒါလိုမျိုးလုပ်ရမှာပါဆိုတော့ပြန်ရှင်းပြပါမယ်စာရွက်လေးတစ်ရွက်ပေါ်မှာကိုယ့်ရဲ့ချစ်သူကြီးသားနာမည်ကိုယ့်ရဲ့နာမည်မျိုးသက်ကနေနေရေးပါပြီးတာနဲ့မိမိကိုပြန်လာဆက်သွယ်ပါသေးဆိုပြီးမှစာရေးပါရေးပြီးတော့အဲ့ဒီစာလေးကိုခေါင်းပြီးရင်စာအိတ်လေးတိတ်ထဲမှာထည့်အဲ့ဒီစာအိတ်လေးကိုကိုအိတ်တဲ့ခေါင်းအောင်မထားပြီးတော့မှအိပ်ပေးပါပြီးခေါင်းလေးကိုလက်လေးနဲ့ပုတ်ပြီးတော့မှသူငါ့ကိုအမြန်ဆုံးပြန်ဆက်သွယ်ပါသေးဆိုပြီးမှဆူတောင်းပါဒါဆိုရင်ကိုယ့်ရဲ့ချစ်သူကြီးသားကကိုယ့်ကိုပြန်လာပြီးတော့မှဆက်သွယ်လာသေးမှာဖြစ်ပါတယ်နောက်ဆုံးရက်တရားလေးတစ်ခုအနေနဲ့ကတော့လီပိုပလင်းလေးတစ်ပလင်းပေါ်မှာဖျောင်းနိုင်အဖြူအောင်လေးတစ်တိုင်းထွန်းညှိပြီးတော့မှဆူတောင်းပေးရမှာပါအဲ့ဒီဖျောင်းနိုင်ပေါ်
မှာကျတော့ကိုယ့်ရဲ့ချစ်သူရည်သားနဲ့ကိုနဲ့အမြန်ဆုံးဆင်ပြေပါစေလို့စာလေးရေးပြီးတော့မှဒီဖျောင်းနိုင်တွေကိုလီပိုပလင်းထဲမှာတင်ပြီးတော့မီးထွန်းညှိပြီးတော့ဆူတောင်းပေးရမှာပါကိုရိုင်းကတနင်္ဂနွေသားဆိုတနင်္ဂနွေနေ့မှာတော့အင်္ဂါဆိုအင်္ဂါနေ့မှာတော့ဗုဒ္ဓဟူးဆိုဗုဒ္ဓဟူးနေ့မှာတော့ကိုယ့်ရဲ့မွေးနေ့နေ့မှာပဲဒီရတရားကိုလုပ်လို့ရပါတယ်ဖျောင်းနိုင်ကအဖြူရောင်ဖြစ်ဖို့လိုအပ်တယ်ဖျောင်းနိုင်မှာစာရေးရတာကဘောဝင်နဲ့ရေးလိုက်ရတယ်ဖျောင်းနိုင်မှာထင်ဖို့အဓိကပဲကိုကြိုက်တဲ့ဟာနဲ့ရေးပါဆိုတော့ရတရားလေးက၄ခုရှိပါတယ်ပေတံနဲ့လောက်ရတဲ့ရတရားဘရောက်ရွက်နဲ့လောက်ရတဲ့ရတရားပြီးတော့ဒီစာအိတ်လေးနဲ့ခေါင်းအောက်မှာထားရတဲ့ရတရားနောက်တစ်ခုကတော့ဒီလစ်ပိုပလင်းပေါ်မှာဖျောင်းနိုင်ဖြူအောင်လေးတစ်တိုင်းထုံးပြီးတော့မှဆူတောင်းရတဲ့ရတရားဖြစ်ပါတယ်ဆိုတော့ဒါတွေအကုန်လုံးကအခြေနဲ့ပတ်သက်တဲ့ရတရားပါဆိုတော့ဒီအချက်၄ချက်လုံးကိုလိုက်လုပ်ပေးရမှာဖြစ်ပါတယ်နံပါတ်1ပေတံရတရားလေးဒီနေ့လုပ်လိုက်မယ်လက်ဖြံဘရောက်ရွက်နဲ့ရတရားလေးလုပ်လိုက်မယ်နောက်နေ့ကျရင်ဒီစာရွက်လေးပေါ်မှာစာလေးရေးပြီးတော့စာရေးထဲမှာထည့်ပြီးတော့မှဆူတောင်းတဲ့ဟာလေးလုပ်မယ်နောက်ဆုံးနေ့၄ရက်မြောက်နေ့ကျရင်လစ်ပိုပလင်းနဲ့ဒပလင်းနဲ့ဖျောင်းနိုင်ထုံးပြီးတော့မှဆူတောင်းမယ်ဆိုတော့ဒီအချက်လေး၄ချက်ကိုလိုက်လုပ်လိုက်တာနဲ့ဒီရတရားလေးပြီးသွားခြင်းပဲဖြစ်ဖြစ်သို့မဟုတ်အနည်းဆုံးတစ်ပတ်နှစ်ပတ်လောက်ကြာလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ချစ်သူရည်သားနဲ့ကိုယ်နဲ့အကြားမှာကြားရောက်နေတဲ့မကောင်းတဲ့အငွေ့သက်တွေနှစ်ယောက်သားကြားထဲမှာကြုံနေရတဲ့ဆင်မပြေမှုတွေအားလုံးပပျောက်သွားမှာဖြစ်ပြီးတော့မှအဆက်အသွယ်ပြည့်နေတယ်ဆိုရင်လည်းကိုယ့်ရဲ့ချစ်သူရည်သားကိုယ်ကိုပြန်လာပြီးတော့မှဆက်သွယ်သေးမှာဖြစ်ပါတယ်ပြန်ပြောမယ်နော်ကိုကနေသွားဆက်သွယ်ရမှာမဟုတ်ဘူးဗျာဒီရတရားကိုလုပ်ရလို့ရှိရင်ကိုယ့်ရဲ့ချစ်သူရည်သားကိုယ်လာဆက်သွယ်လိမ့်မယ်ကိုယ့်ရဲ့ချစ်သူရည်သားကအရင်ဆုံးလာဆက်သွယ်တာပဲလိုချင်တာမလားမှန်တယ်နော်အဲ့ဒါဆိုတော့ဒီရတဲ့လူတခြားလေးလောက်ပါပေါ့အဲ့ဒါဆိုကိုယ့်ချစ်သူကြီးသားကိုပြန်လာပြီးတော့မှအဆက်အသွယ်လောက်လာပါလိမ့်မယ်ပြန်လာပြီးတော့မှတောင်းပန်တာပဲဖြစ်ဖြစ်ပြန်လာပြီးစကားပဲလာပြောတာပဲဖြစ်ဖြစ်လောက်လာပါလိမ့်မယ်ခင်ဗျာဆိုတော့ရတရားလေး၄ခုရှိပါတယ်ပြီးတော့ရှေ့ကကျွန်တော်ပြောသွားတဲ့အခြေအနေနဲ့ပတ်သက်တဲ့ပြဿနာလေးတွေကိုလည်းတေချာလေးသုံးသပ်ပေးပါခင်ဗျာအကယ်၍များဒီလိုပြဿနာတွေကြုံနေရပြီဆိုရင်ရတရားလေးကိုတေချာလုပ်ပေးဖို့တော့ပြတာရခံပါတယ်မိတ်ဆွေတို့အတွက်ကောင်းကျိုးအများများရရှိမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ရတရားလေးတွေတေချာလေးလိုက်လုပ်ပေးပါခင်ဗျာကျွန်တော်နောက်နေ့မှာလည်းအခြေအနေနဲ့ပတ်သက်တဲ့ရတရားလေးတွေပြပြပေးဖို့ရှိပါသေးတယ်ဆိုတော့ကျွန်တော် page လေးကို like and share follow လုပ်ပြီးတော့အားပေးထားပါအောင်အားလုံးကျေးဇူးတင်ပါတယ်